ဒီကောင်လေးကကျွန်တော်ဒီ Honda ထုတ်တဲ့ Shadow 400cc ပေါ့နော် PD 400လို့လည်းခေါ်တယ်ဒီကောင်ကျွန်တော်ဒီ Aura meter ထဲမှာပါတယ်ကျွန်တော်ဒီ display ပေါ့နော် display မှာပါတယ်ကျွန်တော် provider လက်သွားတာဖလင်းပေါ့နော်ဗမာခေါ်ဖလင်းလက်သွားတာဘာမှမမြင်ရတော့ဘူးပေါ့နော်အဲ့ဒါကိုချက်ကျွန်တော်ဘလူးလဲဆိုတော့ချက်ပြပြီးမှာပေါ့နော်ဒါလက်ရှိအခုမှလေးတာလိုက်စားနေတဲ့ညီကိုလေးကိုဦးစားပေးပြီးချောင်းဗီဒီယိုလေးလုပ်ပေးနေတာပေါ့နော်ဒါတော့ကျွန်တော်ဒီတိုင်ကွာပြုတ်မယ်မပြုတ်ခင်မှာကကျွန်တော်ပြောချင်တာကအဲ့လိုဗီဒီယိုလေးဖြစ်ဓာတ်ပုံလေးဖြစ်အဓိကရိုက်ပြီးရိုက်တာပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုမြေထားဦးဆိုရင်ကိုပြန်တဲ့ခါကျရင်ပင်ရောက်တွေမှာပြီးတော့ကြောင်ပြောက်တတ်တယ်ပေါ့နော်ဒါတိုင်ကွာလုံးလာဖြုတ်လာပြီးဖြုတ်ပြီးတော့ကျွန်တော်စာလဲဖို့လုပ်မယ်ပေါ့နော်ကဲခွာမယ်ကဲဒါလက်ကြီးခွာလိုက်ပြီခွာလိုက်ပြီးတော့ဒီကျွန်တော်ဒီအဓိကတော့ကျွန်တော် display ဖြုတ်ကမယ် display မှန်ဖြုတ်ဖို့အတွက်ကိုကျွန်တော်ဒီအောက်မှာတွဲထားတယ်ပေါ့နော်ခဲဒီအမခဲအငုတ်တွေကိုဖြုတ်မှရမှာပေါ့နော်အဲ့ဒါကြီးဖြုတ်တည်တတရဲ့ဖြုတ်နိုင်မှာဒီကောင်လဲလို့အဆင်ပြေမှာပေါ့နော်လဲရတာလွယ်တယ်အဲ့ခဲဖြုတ်တာနည်းနည်းလေးတိုင်ပတ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်စားဖြုတ်မယ်ပြီးတော့ဖြုတ်တဲ့ခါကျရင်အဲ့မှာအဲ့ minus တန်လို့ minus တန်ကိုထုတ်တဲ့တောက်ပင်လေးတွေပါလေအခက်မတင်ပဲ့တဲ့အကောင်လေးကိုခူးထားပြီးတော့ဖြုတ်ပေါ့နော်ခူးတက်ထိုက်လေးနဲ့ဖြုတ်ပေါ့နော်ပြီးတော့ဒါကတော့ကျွန်တော်ဒီစားခေါ်တော့မနေတာဒီမှာဒီလိုတွေပါရှော့ကျင်နေဆိုတော့အဲ့မှာတွေ့လာမှာအဲ့မှာ shipping IC ပေါ့နော် Ebron IC ဟိုမှာကျွန်တော်ပြပေးမယ်အဲ့ကောင်လေးပေါ့နော်ဟိုအဲ့မှာမြင်နေရတဲ့4003လေးမဲမဲလေးပေါ့နော်အဲ့ကောင်လေးကကီလိုရှော့တဲ့ခါကျရင်အဲ့မှာကီလိုဖိုင်တွေပါရဲ့အဲ့မှာထည့်တာပေါ့နော်အဲ့မှာရှော့ပေးရတယ်ထားပါဒါတက်ပေါ့နော်ကျွန်တော်ဒါဒီကဒီဗီဒီယိုကကျွန်တော်ဒီ polarizer ဖလင်ပေါ့နော်အဲ့ဖလင်ကိုလဲခြင်းဖြစ်တယ်လဲမှာပေါ့နော်ကဲတစ်ချက်လိုက်ကြည့်မယ်နော်ဒါတော့ကျွန်တော်ဒီခဲဖြုတ်ပြီးသွားတဲ့အနေထားပေါ့နော်ကျွန်တော်ခဲလေးတွေကိုခဲကောက်လေးနဲ့ဖြည်းဖြည်းကိုအဆင်ပြေလို့ပေါ့နော်ကိုကျွမ်းကျင်လို့ဖြုတ်လို့ရတယ်အဓိကဒီမင်းပြီးနားမှာအရင်တော့မဖြုတ်ခင်ဓာတ်ပုံလေးရိုက်ထားပါတော့ပြီးနားမှာအဲ့ဒါမှာပါတယ်ပါလေဟောလေဆိုတော့အခက်မသိဖြစ်တယ်လို့နော်ဒါကျွန်တော်ဒီ display မှန်ကိုကျွန်တော်ဒီဆွဲထုတ်မယ်ဆွဲထုတ်တဲ့ခါကျရင်ဒီကောင်နည်းနည်းတော့နှုတယ်နော်အတရာလေးလို့ပေါ့နော်ဒါလေးပေါ်ပါလေးပဲဆွဲထုတ်နော်ဒါကတော့ကျွန်တော်ဒီဆွဲထုတ်တဲ့အနေထားတွေပေါ့နော်ပြီးတော့ဖလင်မှာလည်းကျွန်တော်ဒီအပေါ်ဖလင်အောက်ဖလင်ကြည့်တယ်ဖလင်ကတော့တစ်ချက်တည်းမဟုတ်ဘူးပေါ့နော်နှစ်ချက်ပေါင်းပြီးမှတစ်ခုဖြစ်တာဒီဒါအောက်ဘက်ကိုလည်းတစ်ခါကပ်မယ်ပြီးရင်ဒါတော့လက်သွားတဲ့အနေထားတွေပေါ့နော်ပြီးရင်ကျွန်တော်ဒီအပေါ်ဘက်ကိုလည်းတစ်ခါကပ်မယ်နှစ်ခါကပ်မှကျွန်တော်ဒီ display ပေါ်တာပေါ့နော်ဒါကတော့ဖုန်းတွေလည်းဒီတိုင်းပဲမီဒီမှန်ပေါ့နော်ဆိုင်ကယ်မှန်ကားမှန်ဒီဟိုတိုင်ကွက်ဒီမှာပါတယ်ပေါ့နော် display တွေကအကုန်တူတူပဲနော်သဘောတရားတွေကဒါအခြေခံသဘောတရားလေးကိုကျွန်တော်ချက်ပြောပြပေးတာဒါလဲပြီးနေထားလေးကျွန်တော်ချက်ကြည့်မယ်ဒါလဲပြီးသွားတဲ့နေထားလေးပေါ့နော်ကဲတော်လေးကိုကြည့်ပြီးတော့လှသွားတယ်ပေါ့နော်ခုနကပထမနေထားနဲ့ချားစီပဲပထမလင်မှာကွက်တာတွေပဲမရှိတော့ဘူးပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ